အားလုံးမင်္ဂလာပါเนาะဒီဗီဒီယိုမှာတော့ဒီဘုံတို့ဆက်တက်တွေမှာတော့ကျွန်တော်တို့ကကိုကကိစ္စရှိလို့ခဏလေးတနေရာသွားတာနဲ့ပြန်လာနဲ့ကျွန်တော်တို့ဒီကွန်ပျူတာ secret မှာတော့ကျွန်တော်တို့မီးတေးတေးသွားတာပေါ့เนาะအလင်းရောင်ပြတ်ပေါက်သွားတာပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲရှင်းပြပေးမှာဖြစ်ပါတယ်เนาะမြဲတဲ့ပေါ့เนาะကျွန်တော်တို့ပိတ်မှာပဲဒီမှာပေါ့ဒီမြဲတဲ့မီးလင်းနေအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာเนาะတနေရာသွားရမလဲဆိုရင်ကွန်ပျူတာပေါ်မှာကျွန်တော်တို့ right click နေလိုက်เนาะနှိပ်ပြီးတာနဲ့ဒီကျွန်တော်တို့ဒီမှာ display setting ဆိုတာရှိရเนาะဒီညလေးကိုသွားလိုက်သွားပြီးတာနဲ့ကျွန်တော်တို့ဘယ်သွားထပ်သွားအောင်လဲဆိုတော့ဒီမှာเนาะ system ဆိုတော့ check ကလေးလိုက်เนาะ check ကလေးလိုက် plan ဒီလိုပြောင်းသွားမယ်เนาะအဲ့ဒီမှာဘယ်နေရာမှာလဲဆိုတော့ကျွန်တော်တို့ရတယ်เนาะ power and battery ဆိုတဲ့နေရာလေးရှိရเนาะဒီနေရာရှိအများလေးကိုနှိပ်လိုက်เนาะနှိပ်လိုက်နှိပ်ပြီးဒီလိုပေါ်လာမယ်เนาะပေါ်လာလို့ရှိရင်ကျွန်တော်တို့ square and sleep ဆိုတဲ့နေရာလေးရှိရเนาะဒီမှာเนาะအဲ့နေရာလေးရှိတယ်အဲ့နေရာလို့ကျွန်တော်ဒီဘက်ကမြားလေးကိုနှိပ်လိုက်နှိပ်လိုက်ဒီမှာเนาะ3 minute တို့5 minute တို့10 minute 15 minute တို့ဒါလေးရှိလိမ့်မယ်เนาะအဲ့နေရာတွေမှာအကုန်လုံးဘာထားရမလဲဆိုတော့ကျွန်တော်ရှိအမြားလေးကိုနှိပ်အဲ့ဒီမှာ never ဆိုတာထားလိုက်เนาะ for setting မ never ဆိုတာရှိရထားလိုက်ဒီအောက်က5 minute ဆိုတဲ့နေရာလေးမှာလည်းကျွန်တော်တို့ for setting လိုက်အောက်က never ဆိုတဲ့နေရာမှာထားအဲ့လို never ဖြစ်သွားပြီဆိုကျွန်တော်တို့ရရင်နော်ကျွန်တော်တို့ secret ကကျွန်တော်တို့ပိတ်မှာပဲဒီ secret မီးရသေးသွားတယ်မှာเนาะကျွန်တော်တို့တနေရာသွားတာနဲ့ပြန်ကြည့်ရင်သေးတာမှမဖြစ်တော့ဘူးပေါ့နော်โอเคဒီနည်းလေးကိုကျွန်တော်ရှင်းပြပေးတာပါကိုယ့်တဲ့သုံးတရားကျိုးရှိရဆိုတော့ line share လုပ်ပေးပါလို့တောင်းဆိုပါရနော်ကျေးဇူးကြရအားလုံးကျေးဇူးတင်ပါတယ်